မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 7 သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်အခန်း1သိပ္ပံဤသဘောတဘာဝသင်ခန်းစာ၄သိပ္ပံဆိုင်ရာအဖွဲ့အစည်းနှင့်သိပ္ပံပညာရှင်များ၏အခန်းကဏ္ဍကဲဒါဆိုရင်သင်ခန်းစာ၄သိပ္ပံဆိုင်ရာအဖွဲ့အစည်းနှင့်သိပ္ပံပညာရှင်များရဲ့အခန်းကဏ္ဍလေးကိုကြည့်ရအောင်အဲ့တော့သိပ္ပံဆိုင်ရာအဖွဲ့အစည်းအဲ့တော့သိပ္ပံဆိုင်ရာအဖွဲ့အစည်းဆိုဒီမှာနယ်ပယ်အသီးသီးမှာလေ့လာနေတဲ့သိပ္ပံပညာရှင်များအချင်းချင်းအပြန်အလှန်ဆက်သွယ်ပြီးလေ့လာဆောင်ရွက်နေတဲ့ကွန်ရက်တစ်ခုပဲဖြစ်တယ်အဲ့ဒီကွန်ရက်မှာဆိုလို့ရှိရင်တော့တကယ်တော့သက်ဆိုင်ရာသိပ္ပံနယ်ပယ်အသီးသီးကိုလေ့လာခြင်းရင်းအဖွဲ့အစည်းများအကြားဆက်သွယ်ဆောင်ရွက်ခြင်းပြီးဘာသာရဲ့တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်ဆက်ပြီးတော့မှသူတေသနာပြုခြင်းစသည်တို့ကိုလှုပ်ဆောင်နေတဲ့တကယ်တော့အဖွဲ့အစည်းငယ်ပေါင်းများစွာပါဝင်ပါတယ်အဲ့တော့သိပ္ပံပညာရှင်များရဲ့လှုပ်ဆောင်ချက်များသိပ္ပံပညာဟာဆိုလို့ရှိရင်တော့နည်းပညာတိုးတက်မှုအတွက်ဥဆောင်တဲ့ကဲ့သို့လူသားတို့အတွက်အလွန်အရေးကြီးတဲ့ပညာရေးကျန်းမာရေးဆက်သွယ်ရေးပြီးရင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတဘာဝဘေးအန္တရာယ်ဆိုင်ရာပညာပေးရေးစသည်တို့ကိုလေ့လာတဲ့အခါမှာများစွာအထောက်အကူပြုပါတယ်အဲ့တော့ဤသို့တကယ်လို့ဖြစ်စဉ်တွေကိုလေ့လာဆောင်ရွက်နေတဲ့သိပ္ပံပညာရှင်တွေရဲ့စမ်းသစ်တဲ့ရှာဖွေတွေ့ရှိချက်တွေဟာဆိုရင်လူအဖွဲ့အစည်းကိုပိုမိုတိုးတက်လာစေပါတယ်အဲ့တော့သိပ္ပံပညာရှင်များဤလူထုတို့ဆက်သွယ်အသိပေးပုံအဲ့တော့တကယ်လို့လူသားတွေကိုဘယ်လိုမျိုးဆက်သွယ်အသိပေးလဲပေါ့နော်ကဲအဲ့တော့ယခုအချိန်ခါမှာဆိုလို့ရှိရင်တော့စမ်းသစ်လာတဲ့သိပ္ပံနည်းပညာရဲ့အကျိုးကျေးဇူးတွေကြောင့်တကယ်လို့ကမ္ဘာအနှံ့ပြားမှာရှိတဲ့သိပ္ပံပညာရှင်တွေရဲ့အတွေ့အခေါ်အယူအဆများပြီးရင်တွေ့ရှိချက်တွေပြီးရင်လေ့လာစမ်းသပ်ချက်တွေကိုတကယ်လို့လူသားတွေဟာသိရှိလာကြတာပဲဖြစ်တယ်အဲ့တော့သိပ္ပံပညာရှင်တွေဟာဆိုလို့ရှိရင်တော့၎င်းတွေရဲ့တကယ်လို့အတွေ့အခေါ်အယူအဆအသစ်များပြီးရင်ရှာဖွေတွေ့ရှိချက်အသစ်တွေကိုတကယ်လို့ကိုဆက်သွယ်ရေးနည်းပညာအခန်းကဏ္ဍရဲ့အကူအညီနဲ့အချိန်နဲ့တပြေးညီတကယ်လို့သိရှိနိုင်အောင်ဆောင်ရွက်ပေးလျက်ပဲရှိတယ်အဲ့တော့လူထုတို့ဆက်သွယ်အသိပေးတဲ့အခါမှာဆိုလို့ရှိရင်လေနီလန်း၃ခုနဲ့တကယ်လို့ကိုလှုပ်ဆောင်ပေးလို့ရှိတယ်အဲ့ဒါတွေကတော့တကယ်လို့တစ်စာအုပ်သတင်းစာဂျာနယ်များရေးသားထုတ်ဝေခြင်းနှစ်ကကြတော့တကယ်လို့ညီလာခံများဆွေးနွေးပွဲတွေတကယ်လို့ကျင်းပပြီးတော့မှဖြန့်ဝေခြင်းသုံးကကြတော့လူသုံးများတဲ့ဆက်သွယ်ရေးနည်းပညာတွေနဲ့ဖြန့်ဝေခြင်းတို့ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တကယ်လို့အဓိကချက်ကလေးကိုကြည့်ရအောင်အဓိကအချက်များအဲ့တော့သိပ္ပံဆိုင်ရာအဖွဲ့အစည်းဆိုတာကတော့နယ်ပယ်အသီးသီးမှာလေ့လာနေတဲ့သိပ္ပံပညာရှင်များအချင်းချင်းအပြန်အလှန်ဆက်သွယ်ပြီးလေ့လာဆောင်ရွက်နေတဲ့ကွန်ရက်တစ်ခုပဲဖြစ်တယ်အဲ့တော့သိပ္ပံပညာရှင်များရဲ့အတွေ့အခေါ်အယူအဆများစမ်းသပ်ရှာဖွေတွေ့ရှိချက်တွေကိုလူထုတို့ဆက်သွယ်အသိပေးတဲ့နည်းလမ်း၃ခုမှာတော့တစ်စာအုပ်သတင်းစာဂျာနယ်များရေးသားထုတ်ဝေခြင်းနှစ်ညီလာခံများဆွေးနွေးပွဲတွေကျင်းပ၍ဖြန့်ဝေခြင်းသုံးလူသုံးများတဲ့ဆက်သွယ်ရေးနည်းပညာများတကယ်လို့ဘာဖြစ်လဲဖြန့်ဝေခြင်းအဲ့တော့ဆက်သွယ်ရေးနည်းပညာတွေနဲ့ဖြန့်ဝေခြင်းတို့ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တကယ်လို့ဒီသင်ခန်းစာကိုသင်ယူပြီးတဲ့အခါမှာတော့အောက်ပါအချက်လက်တွေကိုတက်မြောက်သွားမှာပဲဖြစ်တယ်။ဘာလဲဆိုရင်တော့သိပ္ပံဆိုင်ရာစူးစမ်းလေ့လာခြင်းများနဲ့တွေ့ရှိချက်အသစ်တွေကိုဖော်ပြတတ်ပြီးတော့စူးစမ်းလေ့လာလို့စိတ်များတီထွင်ကြံစလို့စိတ်များပုံမိုးတိုးပွားလာမယ်။သိပ္ပံဘာသာရဲ့နယ်ပယ်တွေကိုတကယ်လို့ခွဲခြားဖော်ပြတတ်ပြီးတော့မှရရှိနိုင်တဲ့အလုပ်အကိုင်ခွင့်လန်းတွေကိုတကယ်လို့လက်တွေ့ဘဝမှာအသုံးချတတ်လာမှာပဲဖြစ်ပါတယ်။ကဲအခုဒီချက်ရှင်းပြပေးလိုက်တာကတော့အခန်း1သိပ္ပံရဲ့သဘောတဘာဝကသင်ခန်းစာ၄သိပ္ပံဆိုင်ရာအဖွဲ့အစည်းနဲ့သိပ္ပံပညာရှင်များရဲ့အခန်းကဏ္ဍအကြောင်းတွေပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီချက်အခုပြောလိုက်တဲ့သင်ခန်းစာလေးတွေကိုသားတို့သမီးတို့နားလည်သဘောပေါက်လိမ့်မယ်လို့ဒီချက်ထင်ပါတယ်။ဒီချက်နဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။